မြန်မာဝတ်စုံဝတ်ပြီးပြပကလမ်းပေါ်မှာပြည်တန်ဆာမရွာဘူးထတယ်လို့ကပြနေတဲ့အငိမ့်မင်းသမီးဘူမစာမတက်အရက်စော်ကားဆိုတဲ့စကားနဲ့အညီစကားတစ်ခွန်းရဲ့အတိမ်အနက်ကိုတောင်နားမလဲပဲနဲ့ပြိတ္တကိုစော်ကားလိုက်တဲ့ဘူမမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုဒီဘလော့ကနေပြီးကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီရက်ပိုင်းမှာတော်တော်လေးလူပြောများနေတဲ့အငိမ့်မင်းသမီးလေးကီတုမတီဘူမနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမြန်မာအမှုပညာရှင်အငိမ့်မင်းသမီးတယောက်အနေနဲ့ဒီပုံစံမျိုးဟာဖြစ်တဲ့ဖြစ်ထိုက်သလားဆိုတာကိုဝေဖန်သုံးသပ်ပြသွားမှာဖြစ်ပါတယ်။ဒါတော့ပထမဆုံးအနေနဲ့မြန်မာအငိမ့်တပင်လောကမှာကေတုမတီဘူမဆိုတာဘယ်လိုပုံစံမျိုးနဲ့ရောက်လာတယ်လဲဆိုတာကိုသိရအောင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ကဲကျွန်တော်မိတ်ဆွေများမြင်တဲ့အတိုင်းပါပဲအငိမ့်စင်ပေါ်မှာကပြတော့လဲဖင်လှုပ်ပြပေါင်ဖြဲပြနေလူရှင်တော်တွေဆိုင်းဆရာတွေနဲ့စကားပြောတော့လဲခါအောက်ကမတက်တဲ့ညဉ့်ညာစကလုံးတွေပဲအများဆုံးသုံးတဲ့အငိမ့်မင်းသမီးကိုရွေးပေးပါဆိုရင်ကေတုမတီဘူမကိုရွေးပြရလိမ့်မယ်ထင်ပါတယ်ဒီဘက်ခေတ်မှာတစ်တော့ဆိုပြီးပေါ်လာပြန်တော့လဲဘူမရဲ့တစ်တော့တွေကိုကြည့်လိုက်ရင်ပဟုတုတရစေမြန်မာအမှုပညာရဲ့အနှစ်သာရတန်ဖိုးဟာဘာဆိုတာတွေမတွေ့ရပဲနဲ့ဖင်ကော့ပြပေါင်ဖြဲပြနဲ့80ပလတ်ဗီဒီယိုဟက်ကားကြည့်ရတယ်လို့ခန်းစားရလောက်အောင်ထိတစ်တော့ဗီဒီယိုတွေကိုပဲအများဆုံးတွေ့ရပါတယ်ဒီတော့ခင်ဗျားကြည့်သလားလို့မေးရင်တော့ no ဘုံမရဲ့တစ်တော့ကျွန်တော်လုံးဝမကြည့်ပါဘူးဖုံးဖွင့်လိုက်တဲ့အခါမှာရုတ်တရက်တက်လာတာလေးတွေလျှက်တစ်ပြက်မြင်ရတာနဲ့တင်ကိုယွန်လွန်းလို့သူ့ရဲ့ဗီဒီယိုတွေကိုကြည့်ခြင်းအပြင်မြန်မာအမှုပညာရှင်အငိမ့်မင်းသမီးဆိုတာအဲ့ဒီလိုအဆင့်အတန်းတွေပဲရှိတာလားလို့မေးရမလို့ဖြစ်နေပါအခုရက်ပိုင်းမှာဘန်ကောက်ကိုရောက်တော့မြန်မာဝတ်စုံကြီးနဲ့လမ်းပေါ်တက်ပြီးတော့ပြည်တန်ဆာမရွာဘူးထတယ်လို့ဧည့်သည်ခေါ်တဲ့ပုံစံမျိုးနဲ့ကပြတာကိုမြန်မာလူမျိုးအများစုကလည်းဆဲကြဆိုကြဝေဖန်ကြပါတယ်အဲ့ဒီလိုဆဲဆိုဝေဖန်တာတွေကိုဘုမအနေနဲ့အင်တာဗျူးလုပ်ပြီးတော့ဖြည့်တဲ့စကားလုံးတွေကိုကြားရင်ပို့ပြီးတော့ဆက်စုပ်ယွန်းရှာစရာကောင်းပါမြန်မာစာမြန်မာစကားရဲ့အထိပ္ပယ်ကိုတောင်မသိပဲနဲ့လူတွေကဘာလို့အတိကထားပြီးပြောနေတာလဲဆိုတာလောက်ကိုတောင်မသိတဲ့အထိတုံးလိုက်တာဒါလားမြန်မာအမှုပညာရှင်အငိမ့်မင်းသမီးလားလို့တွေးမိပါဗီဒီယိုလေးတစ်ပုဒ်ထပ်ကြည့်အောင်အဲ့နိုင်ငံမှာကိုမြန်မာဝတ်ဆောင်ဝတ်တာခုံရမှာမဟုတ်လားเนาะအဲ့တော့ဘာဖြစ်လို့ဆဲရလဲတဲ့လေဟိုထိုင်းနိုင်ငံမှာလည်းအမေးချင်တာလေထိုင်းနိုင်ငံမှာမြန်မာဝတ်ဆောင်ဝတ်လို့မရဘူးလားဝင့်ဘာဖြစ်လို့ဆဲရလဲကဲအားလုံးကြားတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာမြန်မာဝတ်စုံဝတ်တာဘာဖြစ်လို့ဆဲတာလဲထိုင်းနိုင်ငံမှာမြန်မာဝတ်စုံမဝတ်ရဘူးလားဝတ်ရင်ဘာဖြစ်မှာလဲအဲ့ဒီလိုမေးလိုက်တာကိုကဘုံမရဲ့ပညာအဆင့်အတန်းကိုဖော်ပြပညာလို့ပြောတဲ့နေရာမှာအတန်းပညာကိုကျွန်တော်မပြောလို့ဘူးနော်ပကာရိနဇာနာတိတိပညာကောင်းခြင်းဆိုးခြင်းကိုခွဲခြမ်းစိတ်ဖြာပြီးသိတဲ့ပညာတောင်အဲ့ဒီလောက်နှိမ့်ကြရသလားလို့မေးချင်ပါအခုထိကိုမြန်မာဝတ်စုံကိုဝတ်လို့ဆဲကြတာလားမြန်မာဝတ်စုံကြီးကိုဝတ်ပြီးတော့နိုင်ငံခြားကလမ်းပေါ်မှာပြည်တန်စာရွာဘိုးထပြီးဧည့်သည်ခေါ်တဲ့ပုံစံမျိုးအဆင့်တန်းမရှိတရုတ်ပြက်လို့ဆဲကြတာလားဆိုတာကိုခွဲခြားပြီးတော့သိပုံမပေါ်ဘူးနောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်ကြည့်လိုက်ဟုတ်အဲ့နေရာမှာအဲ့ဒီမြန်မာဝတ်ဆောင်နဲ့ကတဲ့နေရာမှာလေဟိုဟာဘောင်းမီတိုနဲ့ဆိုရင်ရောဆဲဦးမှာလားမသိနော်ဘယ်လိုလဲမသိချင်တယ်ရမ်းမယ်မြန်မာဝတ်စုံနေရာမှာဘောင်းဘီတိုနဲ့ဆိုရင်ရောဆဲကြအောင်မှာလားအဲ့ဒီမေးခွန်းကိုကျွန်တော်ဒီကနေဖြေပေးခြင်းပါဘုံမကြီးမြန်မာဝတ်စုံနဲ့မဟုတ်ရင်နေ့အနေနဲ့ကဘာပတ်ပြီးဖာခန်းစားရင်တော့ငါတို့ကဘာမှပြောเสียအကြောင်းမရှိဘူးအဲ့ဒီလိုပဲကျွန်တော်ပြောချင်ပါနောက်ထပ်ကြည့်ရအဲ့ဆဲတော့ဘာဖြစ်တာလဲမသိဘူးပေါက်တော့အဲ့မပေါက်သွားမယ်ကတော့ဘယ်လိုဖြစ်ပေါက်တော့ပေါက်သွားမယ်ကျင်းတဲ့ဆဲကြပါစီပေါက်သွားလို့ကျင်းတဲ့တဲ့ပညာမဲ့အရှက်မဲ့လိုက်တဲ့စကားဘုံမကြီးမြန်မာစကားမှာပေါက်တယ်ဆိုတဲ့အတိတ်ပဲကိုရောသိရလားပေါက်တယ်ဆိုတာမလုံတာကိုပြောတာပြက်စီးတာကိုပြောတာအဲ့ဒီပေါက်ဆိုတဲ့စကားလုံးရဲ့နောက်မှာဖာဆိုတာပါသေးတယ်ပေါက်ပြီးရင်ဖာရတယ်မဖာရင်ဘူးဆိုရင်တော့တုံးစားလို့မရတဲ့အတွက်လွန့်ပစ်ခံရတယ်နင်ပြောသလိုပဲအခုဘုံမပေါက်ပြီးဖာမဖြစ်တော့မယ်ထပ်ပြောမယ်ဘုံမပေါက်ပြီးဖာမဖြစ်တော့မယ်ဒါကိုပိဋကတ်တွေမဟုတ်လို့
ကိုဟိုဆဲကြပါတော့ကိုပြိတ္တတွေကတော့လည်းချစ်တဲ့မျက်စိနဲ့ကြည့်ရောလေချစ်ကြ ကိုပြိတ္တမဟုတ်လို့ဆဲကြတာဆဲပါစီဆိုတဲ့စကားကတော့ကျမရဲ့ပြိတ္တတွေကကျမဘာလုပ်လို့မှားမှန်ထောက်ခံအားပေးတဲ့ပညာမဲ့တွေပါပဲလို့ပြောလိုက်တာ ਨੇ အတူတူပါပဲအခုလို့အားလုံးကဝိုင်းဝန်းပြီးတော့ပြောဆိုနေကြတာဟာဘုမရဲ့ပုံမှာချစ်ချင်းမုန်းချင်းကြောင့်ပြောတာမဟုတ်ဖ ೇನೆ မြန်မာဝတ်စုံဝတ်ချင်းမဝတ်ချင်းကြောင့်လည်းပြောတာမဟုတ်ဘူးနိုင်ငံခြားမှာတခြားမင်းကလေးတွေလည်းဒီလိုပဲကနေကြတာပဲလို့ပြောတယ်ဟုတ်တယ်အခြားလူတွေကတာမန်အယက်သားတွေဘုမနင်ဟာအမှုပညာသမားဖြစ်တဲ့အတွက်အမှုပညာသမားဆိုတာဒီနားနဲ့တူတယ်မျက်စိနဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုနင်သိရောသိရလားဒီတော့အမှုပညာသမားတစ်ယောက်ရဲ့စံဆိုတာဘာတွေလဲအမှုပညာသမားတစ်ယောက်ရဲ့တာဝန်ဟာဘာတွေလဲဆိုတာနောက်ထပ်ဗီဒီယိုကြရင်စပြီးအထောက်ထားနဲ့နင့်ကိုငါပြောပြဒီဗီဒီယိုတော့ဒီလောက်ပဲ